င်္ဂလာပါရှင်ညီမတို့ရဲ့ VS Maker ကနေပြီးတော့ကြိုဆိုပါရရှင်ညီမတို့ရဲ့ VS Maker မှာဆင်းမြင့်နည်းပညာတွေနဲ့ကာမီလုံးတွေကိုတက်ဆင်ပေးနေရဖြစ်ပါတယ်ပေါ့နော်နောက်ဆုံးပေါ်ခင်မီစက်ကြီးရတွေနဲ့လူချင်းမင်းတို့ရဲ့ကားကိုစနစ်တကျတရားလေးစစ်ဆေးပေးပြီးတော့တက်ဆင်ပေးနေရဖြစ်ပါတယ်ရှင်ဥရောပကဂျပန်ကတနည်းအားဖြင့်ညီမတို့ပြောရမယ်ဆိုရင်ပေါ့နော်ကားဟောင်းမဲ့ဖြစ်ဖြစ်ကားတွေပဲဖြစ်ဖြစ်ဘယ်လိုကားအမျိုးအစားအောင်လို့ဆိုညီမတို့ရဲ့ VS Maker မှာပြောင်းလဲတက်ဆင်ပေးနေရဖြစ်ပါတယ်ရှင်ဒီနေ့မှာတော့ညီမတို့ဒီ VS Maker မှာ BMW ကားလေးကိုတက်ဆင်ပေးထားရဖြစ်ပါတယ်ရှင်ဒီ BMW ကားလေးမှာဆိုရင်ပုံမှန်ညီမတို့တက်ဆင်ပေးနေကြကားမျိုးစားရင်တော့မတူဘူးပေါ့နော်သူရဲ့ wiring system လေးကနည်းနည်းရှုပ်ထွေးရပေါ့နော်ဒီလိုမျိုး wiring system ရှုပ်ထွေးတဲ့ကားလေးကိုညီမတို့ VS Maker ကနေပြီးတော့ဘယ်လိုမျိုးလေးစနစ်တကျနဲ့ပြောင်းလဲတက်ဆင်ပေးထားလဲဆိုတာကိုအခုပဲလေ့လာကြည့်လိုက်အောင်နော်